ဘူးခွန်လေးတွေရှိုံနဲ့ကြက်တုံပြူကိုဝယ်စားစရာမလိုအောင်ကိုယ်တိုင်စိုက်ပျိုးလို့ရပါတယ်။စိုက်ပျိုးဖို့အတွက်ဘူးခွန်တွေပေါ်မှာကြက်တုံအရွယ်စားကန်အမှတ်သားတွေပြုလုပ်ပေးပြီးအပေါက်လေးတွေဖြစ်အောင်လိဖြတ်ပေးထားရပါမယ်။စိုက်ပျိုးမဲ့ကြက်တုံပြူဥတွေကိုအပေါ်ခွန်ခွာပေးပြီးထိပ်ပန်းလိဖြတ်ပေးထားလိုက်ပါ။အားလုံးလိဖြတ်ပြီးရင်တော့ဘူးခွန်တွေထဲမှာရေပြည့်အောင်ထည့်ထားပေးရပါမယ်။လိဖြတ်ထားတဲ့ကြက်တုံဥတွေကိုဘူးခွန်အပေါက်တွေထဲရေနဲ့ထိအောင်တင်ထားပေးလိုက်ပါ။ဒါမှအမြစ်တွေထွက်လာပြီးအပင်သစ်တွေရရှိလာမှာဖြစ်ပါတယ်။3 ရက်ခန့်ကြာတဲ့အခါပြိုးထားတဲ့ကြက်တုံဥတွေဟာရေကိုစုပ်ယူပြီးအမြစ်လေးတွေထွက်လို့နေပါပြီ။ဖြတ်ထားတဲ့ထိပ်ပိုင်းတွေမှာလည်းအညွန့်လေးတွေအစီအရီထွက်လို့နေပါပြီ။ရေနဲ့ရင်နဲ့တလို့ပုံမှန်ဖြည့်ပေးထားပြီးထပ်မံပြုပေးရပါမယ်။တပတ်ကျော်ကြာတဲ့အခါမှာတော့ကြက်တုံဥလေးတွေမှာအညွန့်တွေရှည်ထွက်နေပြီးအမြစ်တွေလည်းဝေစာလို့နေပါပြီ။ဒါဆိုရင်တော့မြေချစိုက်ပျိုးလို့ရပါပြီ။မြေချစိုက်ပျိုးဖို့အတွက်ကြက်တုံဥတွေကိုတရစ်စီခွာပေးပြီးအပင်တစ်တွေများစွာရရှိအောင်ပြုလုပ်ပေးရပါမယ်။ကြက်တုံဥတိုင်းကိုပြုလုပ်ပေးပြီးစိုက်ပျိုးဖို့အတွက်ပြိုးပင်လေးတွေများစွာရရှိလာမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ပုံးတွေနဲ့စိုက်ပျိုးမှာဖြစ်တဲ့အတွက်ပုံးတွေတဲကိုမြူစေးကောင်းကောင်းထည့်ထားပေးပြီးစပက်ခွန်တွေနဲ့ရောဆက်ပေးရပါမယ်။ပြီးရင်တော့ကြက်တုံပြူပင်တွေကိုယူပြီးပုံးတွေထဲထည့်ဆိုင်ပေးထားလိုက်ပါ။ပြိုးပင်တစ်ပင်နဲ့တစ်ပင်နှစ်လဲမခန့်ခွာပြီးတပုံးကို10 ပင်စီခန့်စိုက်ပျိုးလို့ရပါတယ်။နေပူဒဏ်ကာကွယ်ပြီးအဆိုဓာတ်ထိမ့်သိမ့်နိုင်စေဖို့အတွက်စပက်ခွန်တွေနဲ့ဖုံးအုပ်ပေးထားပြီးရေဆူရွှဲအောင်လောင်ပေးရပါမယ်။စိုက်ပျိုးပြီး2 လကျော်ကြာတဲ့အခါမှာတော့စိုက်ပျိုးထားတဲ့ကြက်တုံပြူပင်တွေမှာဥလေးတွေအစီအရီဥနေပြီးတူးဖော်စားတုံးနိုင်မှာဖြစ်ပါတယ်ရှင်။